UFC ကရွေးချယ်သတ်မှတ်လိုက်တဲ့2025ခုနှစ်တွင်အကောင်းဆုံးသော UFC ပွဲစဉ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် UFC ရဲ့ပွဲစဉ်တွေမှာဘယ်ပွဲဟာအကောင်းဆုံးလဲဆိုတာမေးလိုက်ရင်တဦးနဲ့တဦးအမြင်ချင်းမတူနိုင်ပါဘူးဒါပေမဲ့2025ခုနှစ်တွင်အကောင်းဆုံးပွဲစဉ်တွေကိုတော့ UFC ကရွေးချယ်ရမှာတော့အကဲဖြတ်ဒိုင်တွေကြားမှာထူးထူးခြားခြားလက်သဘောတည်းဖြစ်ခဲ့ကြပါတယ်အထူးသဖြင့်နံပါတ်1နေရာကိုရွေးချယ်တဲ့အခါမှာဒိုင်အားလုံးရဲ့မဲစင်းမှာလူငယ်ဖိုက်တာတဦးကထိတ်ဆုံးကနေပါဝင်လာခဲ့ပါတယ်လက်ရှိ UFC ရဲ့ရေသွေးကလည်းအရင်ကတည်းကပုံမြင်မားလာသလိုဝိတ်တန်းတိုင်းမှာလည်းထိပ်သီးကစားသမားတွေပြည့်နှက်နေတာကြောင့်2025ခုနှစ်ဟာအကျိတ်ငယ်ပွဲတွေအများဆုံးနှစ်လို့တောင်ဆိုရမှာပါဒီတော့ဘယ်ပွဲတွေက UFC ကသတ်မှတ်တဲ့2025ခုနှစ်တွင်အကောင်းဆုံးပွဲစဉ်တွေဖြစ်ထိတ်ဆုံးကရွေးချယ်ခံခဲ့ရလဲဆိုတာစိတ်ပါဝင်စားတယ်ဆိုရင်တော့အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြပါဦးနံပါတ်3နာဇင်စာဒီကော့နဲ့နီကိုလတ်မော်တာဘာကူပွဲစဉ်ဒီ lightweight တန်းပွဲစဉ်ဟာအစပိုင်းမှာတင်အကျိတ်နဲ့ရှိခဲ့တာပါပထမအချိန်မှာတင်မော်တာဟာစာဒီကော့ကိုတန်စကာနာထိဖိအားပေးထားပြီးခန္ဓာကိုယ်ရောဥကောင်းကိုပါဖိထိုးခဲ့တာကြောင့်ဒိုင်လူကြီးတောင်ပွဲရတော့မလားလို့လာကြည့်ခဲ့ရပါတယ်ဒါပေမဲ့စာဒီကော့ကသူ့ရဲ့စာတီးမြေဘာကူကပြိတ္တတွေရှေ့မှာအရှုံးမပေးပဲပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဒုတိယအချိန်မှာပဲစာဒီကော့ကတတောင်နဲ့ရိုက်လိုက်တာကြောင့်မော်တာမျက်နှာမှာသွေးချင်းချင်းหนีသွားခဲ့ပါတယ်နောက်ဆုံးမှာတော့စာဒီကော့ရဲ့ဒူးတိုက်ချက်တွေနဲ့ပြင်းထန်တဲ့လက်သီးချက်တွေအောက်မှာမော်တာတယောက်မခံနိုင်တော့ပဲပွဲပြီးသွားခဲ့ပါတော့တယ်ဒီပွဲဟာပြိတ္တတွေကိုအတော်လေးဖျော်ဖြေနိုင်ခဲ့သလိုပွဲဝေဖန်သူပေါဖယ်တာကတော့ဒါဟာငါမြင်မှုသမျှအကောင်းဆုံးပွဲတွေထဲကတပွဲပဲလို့ချီးကျူးခဲ့ရပါတယ်နံပါတ်2ဂျီရီပရိုဂျက်စကာနဲ့ကာလီရွန်ထရီဂျူနီယာ UFC 320မိုက်တယ်ဆန်ရဲ့နံပါတ်ကြီးစကားတစ်ခုရှိပါတယ်အဲ့ဒါကလူတိုင်းမှာ game plan ရှိတယ်မျက်နှာကိုအထိုးမခံရခင်အထိပေါ်ဆိုတာပါဒါပေမဲ့ Projector အတွက်ကတော့သူဟာအစီအစဉ်ဆွဲနိုင်ဖို့အတွက်မျက်နှာကိုအထိုးခံနေတာလို့တောင်ဆိုရမလို့ပါပဲပထမ10မိနစ်လုံးမှာကာလီရွန်ထရီကပိုမြန်ပိုနီးစနစ်ကြပြီးအမှတ်ပေးတိုင်3ယောက်စလုံးရဲ့အမှတ်စင်းမှာအသာစီးရနေခဲ့ပါတယ်ဒါပေမဲ့တတိယအချိန်မှာတော့ Projector ကတခြားလူတစ်ယောက်လိုပြောင်းလဲသွားပြီးပွဲကိုအသာစီးယူနိုင်တဲ့အထိပြန်လည်တိုက်ခိုက်လာခဲ့ပါတယ်ပြောရရင်တော့အစီအစဉ်တကျကစားနေတာထက်စာရင်အသေးလဲတိုက်ခိုက်မှအားသာတတ်တဲ့ Projector ရဲ့ထူးခြားတဲ့စတိုင်ကိုဒီပွဲမှာအထင်ရှားမြင်တွေ့ခဲ့ရတာပါနံပါတ်1ဂျိုရှူဗန်နဲ့ Brandon Royval UFC 317ဒါကတော့2025ရဲ့အကောင်းဆုံးသောထိပ်တန်းပွဲစဉ်ဖြစ်သတ်မှတ်ခံထားရတဲ့ပွဲပါလူငယ်ဖိုက်တာလေးဂျိုရှူဗန်ဟာပွဲကစားဖို့3ဘက်လိုမှမာနယ်ခက်ရဲ့နေရာမှာအစားဝင်လာခဲ့တာပါသူ့ရှိကပြိုင်ဘက်ကတော့တာမန်ဖိုက်တာမဟုတ်ပဲချန်ပီယံဆုကို2ကြိမ်တိုင်စိန်ခေါ်ဘူးတဲ့ Brandon Royval ပါဒီနေ့မှာ Top 50အပြင်ဘက်ကစတင်ခဲ့တဲ့လူငယ်လေးကနံပါတ်1နေရာအထိတက်လန်းနိုင်မလားဒါမှမဟုတ် Royval ကပဲသူ့ကိုပညာပေးသွားမလားဆိုတာလူတိုင်းစိတ်ဝင်စားခဲ့ကြပါတယ်ပွဲရလည်းတကယ်ကိုအကျိတ်နဲ့ရှိခဲ့ပြီးပထမအချိန်မှာဗန်ကအသာရခဲ့တယ်လို့ဒုတိယအချိန်မှာတော့ Wine Fighter Royval ကပြန်ထိန်းလာနိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံး9မိနစ်မှာတော့ဗန်က Royval ကိုအလဲထိုးနိုင်လူနီးပါးအထိစွမ်းဆောင်နိုင်ခဲ့ပြီးတလအတွင်း2ပွဲဆက်တဲ့အနိုင်ရလက်နဲ့တူခုချိန်မှာတော့ Flyweight ဝေးတန်းရဲ့နံပါတ်1နေရာကိုပါပိုင်သိမ့်ပိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီတော့ပရိသတ်တို့ရော UFC ကသတ်မှတ်ထားတဲ့2025ခုနှစ်တွင်အကောင်းဆုံးသောထိပ်ဆုံးပွဲစဉ်3ပွဲထဲမှာဘယ်ပွဲကိုသဘောကျဆုံးဖြစ်ခဲ့လဲဒါမှမဟုတ်ဒီထဲမှာမပါတဲ့တခြားမိုက်စားပွဲတွေရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်